မြန်မာနိုင်ငံကိုလုံးဝမပြန်ကြပါနဲ့ထိုင်းနိုင်ငံမှာပဲသိခံပြီးတော့နေကြပါလို့ဘာကြောင့်တားရလဲဆိုတော့မြန်မာနိုင်ငံကိုအခုပြန်နေတဲ့လူတွေထိုင်းနိုင်ငံကိုပြန်တက်လာဖို့ဆိုတာရာဂိုင်နှုန်းတော်တော်လေးနည်းသွားပြီစစ်မှုထမ်းဥပဒေကိုမမေ့ကြနဲ့အောင်နော်စစ်မှုထမ်းဥပဒေဟာလက်ရှိအချိန်ထိအရေးယူနေတော့မယ်စစ်အစိုးရဟာ2024ခုနှစ်ကတည်းကထုတ်ပြန်ထားပါတယ်စစ်မှုထမ်းဥပဒေကိုအသက်18နှစ်ကနေပြီးတော့35နှစ်အတွင်းရှိတဲ့မြန်မာနိုင်ငံသားတယောက်ဟာအနည်းဆုံး2နှစ်စစ်မှုထမ်းရမယ်လို့စစ်အစိုးရကအမိန့်ထုတ်ထားပါတယ်ဒီသတင်းကိုတော်တော်များများသိမှာမဟုတ်ဘူးစစ်တပ်ကအသိလက်ခံမှာမဟုတ်ဘာဖြစ်လို့လဲဆိုတော့ဒီသတင်းဟာပြန့်သွားလို့ရှင်ဒီပြည်ပမှာရှိနေတဲ့မြန်မာနိုင်ငံသားတွေကပြန်မှာမဟုတ်ပြန်ရဲမှာလည်းမဟုတ်ဘူးဒါကိုစစ်တပ်ကသိလို့ဒီသတင်းကိုပိတ်ထားတယ်ဒါကိုကျွန်တော်လာပြီးတော့ဖော်ထုတ်တာဖြစ်ပါတယ်စစ်မှုမထမ်းရင်အေးအေးယူမယ်ဆိုတာကခမ ्या ကိုဖမ်းပြီးတော့ထောင်ချမှာမဟုတ်ပါဘူးခမ ्या တို့ရဲ့အုပ်ချုပ်တဲ့နယ်မြေကိုခမ ्या ရဝမ်းမယ်ဆိုလို့ရှိရင်တို့ပြောတဲ့အတိုင်းခမ ्या လိုက်နာရမယ်ခမ ्या ငါစစ်မှုမထမ်းဘူးလို့လည်းပြောလို့မရတော့ပါဘူးခင်ဗျာတို့စစ်တပ်ထက်တစ်ခါတည်းပို့မှာဖြစ်ပါတယ်